မကြိုက်မှာကောင်းဝင်နေတယ်မဟုတ်ဘူးလေကျွန်တော်မကြိုက်ပါလေမရဘူးဗျာမရဘူးမှာကျွန်တော်မစီရပြအခုပဲလို့မရဘူးခိုင်နေအဲ့ဒါအဖြစ်ရတော့လာပြေရပြီအိမ်နေရမှာလေစိုးနေရသေးတယ်ဒီနှင်းစီပန်းကိုလည်းအမိုက်တောင်းနေရတယ်တော့ကောက်ခဲ့ရတယ်ဘလို့အဖြစ်မျိုးတွေတောင်းမှမသိဘာလို့လဲဟာလေဟာလည်းတော့လာတယ်ပန်းထားအောင်ပေါ့နော်အမတယောက်တည်းခက်ခဲရှိကြကျွန်တော်လည်းမနေ့ကထိုင်ဆောင်နေမင်းရှင်းလို့တက်ကလေးတော့ဖြစ်တော့မအောင်လို့တော့ခေါ်လိုက်ပါနော်မခေါ်ချင်ပါဘူးလုံးဝခေါ်ဘူးဆက်အမလည်းကိုကျစ်တယ်မကြည့်ပါနဲ့ဆက်လို့လိန်နာမိပြီလိန်နာမိသွားပြီအမအတွက်ကျွန်တော်ပန်းလေးဝင်လာကျွန်တော်မောင်လို့ခေါ်ကြည့်ပါလားကျွန်တော်ကအမများခေါ်ကြည့်ချင်မလားလို့လာမေးကြည့်ရပါခေါ်ချင်ပါဘူးရှက်ရှက်နေအမရဲ့ခေါ်ကြည့်လိုက်ပါလားကျွန်တော်အမစီမောင်လို့ခေါ်လေကြားကြတယ်ပါခိုင်မြေငါရှက်လို့တေတော့မယ်ဒီသွားပါတော့တေတော့မပြလိုက်ပါနဲ့သွားဆိုလဲသွားပါသွားတော့မယ်နော်ဟောပန်းအောင်လားပါတော့ဆိုဒီနေ့လေးကပန်းပြီးအမဘေးအိမ်နေလေးတော့ကြွားပြုတ်အချမ်းကဲဖို့ဟုတ်ဘူးဒီတော့ကျွန်တော်တကယ်လို့ပြီးရောအစနေကြည့်ကြစိုက်ကြပါတော့လားဖြစ်ချင်အော်တော်မှာပေါ့အမဝင်ပါဘူးဒီမှာဝစ်ကြည့်အောင်ရှင်းအောင်ဝင်လို့ရမ်းရကြိုက်ကြိုက်ရပန်းပေးထားဝတ်တကယ်ချင်းနေကြွားမှာပေါ့မှာကျွန်တော်မဟုတ်ဘယ်လောက်ထိချင်လဲအမလည်းသိရလား